coffee finish နဲ့cappuccino latte ကျော်တောင်းလို့ရတယ်ကျွန်တော်ပစ္စည်း၄မျိုးပဲတော့လို့ရဲ့ဒီဖုန်းလုံးမဲ့ပစ္စည်းတစ်ခုရဲ့ပြီးရင်ကျွန်တော်နေ့တိုင်းအတင်းတောက် coffee လေးတစ်ထုပ်ပါနေ့တိုင်းရေဘူးနဲ့ရင်သွေးနဲ့ပေါ့နော်ဖြောတောက်နေတာပြင်းနေယူပြီးတော့ဆိုကျွန်တော်တို့ပြောင်းပြီးတော့ဆန်းလို့ရတယ်နော်အခုကျွန်တော်လုပ်တဲ့နေ့လေးမျိုးတိုင်းလုပ်ကြည့်ပါတော့အဆင်ပြေမလို့ထင်တယ် coffee ကမရှိမီးမရှိတကယ်လို့မီးမရှိနေရတယ်ပေါ့နောက်ပြီးတော့မီးပြတ်သွားခဲ့တဲ့ရှိတော့ရေပေါ်ကျွန်တော်တို့တောင်းလို့ရတယ် cappuccino latte လုပ်လို့ရတယ်ပေါ့ကျွန်တော်ပစ္စည်းလေးမျိုးပဲလုပ်မယ် coffee တန်တာ coffee ရဲ့ဒီဖုန်းလုံးမဲ့ပစ္စည်းတစ်မျိုးမျိုးရေဘူးလေးရတောက်ရတဲ့ဘူးပြီးငါတို့ဒါပဲပြီးငါတို့ပို့ပေးကျွန်တော်တို့ပို့ပေးမယ်ဆိုရင်ကျွန်တော်တို့က gas ရှိတော့ gas ဆုံးနေတာပေါ့နော် gas machine နဲ့ဆို10 minute ဒီကုန်တော့ရမှာနော်ဒီပြတ်သွားတဲ့ခါမျိုးမှာ espresso machine မရှိတဲ့ခါလေးပြတ်သွားတဲ့ခါမျိုးရှိနေဆိုရင်ရေပေါ်လို့ရတယ်ပေါ့ကျွန်တော်ပို့ပေးထားပါမယ်နောက်ပို့လို့ဆိုတော့ကျွန်တော်ဖုန်းလို့ရပြီပေါ့နော်နောက်အရင်ပို့သွားတော့နိုင်နေတော့ဆင်းတော့တိတ်မကြည့်ဘူးနော်ဒါပဲပို့ရုံတော့ဆိုရရတယ်ပေါ့နော်နောက်ပို့ရုံဆိုရတယ်ကျွန်တော်ဖုန်းလို့တော့နော်ဖုန်းရပါမယ်ဒါတော့ဖုန်းအများကြီးမလိုချင်ဘူးဆိုရင်ထပ်ထောက်လို့ရတယ်ပေါ့ထောက်လို့ရတယ်ထောက်လို့ရတယ်ဖုန်းအများကြီးလိုချင်တယ်ဖုန်းနည်းနည်းပဲလိုချင်တယ်ဆိုတော့ခက်ထောက်လို့ရတယ်မဟုတ်ဒီခါလေးဖြစ်တာအဲဆိုတော့ကပချင်ကိုကောင်းပါပြီMasting container မရှိတော့ပုံငင်းမပေါ်ဘူး masting container နဲ့ဆိုရင်ဒါလက်တီအားလည်းလုပ်လို့ရတယ် cappuccino လည်းကောင်းအောင်ဖြောင်းတယ်ဒီမှာလို့ရဲကျွန်တော် coffee တစ်ထုံးနဲ့ပေါင်းလို့ရတဲ့ပစ္စည်းတွေတစ်ခုပါမယ်ဒါရှင်တော့ cappuccino လက်ပြီးဖန်တီးလို့ရပါပြီနောက်ခုတော့လည်းဆိုဒီဆိုင်ကြီးမှာပြတ်သွားခဲ့တဲ့အခါမှာဒီရေပေါ်ဒီနည်းနဲ့တောင်းရတဲ့ဆိုကျွန်တော်ညဝချင်းဖြစ်ပါတယ်အားလုံးတော့တောင်းတဲ့ဆိုရင် like share နဲ့ကျွန်တော် follow လုပ်ပါပေးနော်